ကျွန်တော်တို့တက်ရဲ့ဖွဲ့စည်းပုံအကြောင်းကိုကျွန်တော်တို့တက်ထဲကတီးတောင်းတီးထိုက်တဲ့သူမှန်သမျှတော့ပြီးကြပါရဲ့ဗျတက်ရဲ့ဖွဲ့စည်းပုံတို့တက်ရဲ့အင်္ဂါစဉ်တို့တက်ရဲ့အင်အားတို့ဆိုတာကတီးခွန်ရှိတဲ့သူလောက်တာတီးရတဲ့ကိစ္စမျိုးတွေဖြစ်တယ်ဒါကြောင့်မလို့ဒီကိစ္စတွေကိုရေးဆွဲတဲ့အခါမှာလည်းပါတောင့်ပါထိုက်တဲ့သူတွေအားလုံးပါဝင်ရတယ်လို့ပဲဖြေချပါတယ်ဗျကိုအောင်နိုင်သူကတော့အခုချိန်ထိဝန်ဒီမှာကောင်းမှန်စွာတာဝန်ထမ်းဆောင်နေပါတယ်ဥပဝင်ကိစ္စနဲ့ပတ်သက်ပြီးတော့အပြန်ကိုရောက်သွားပြီးသားသူပုဂ္ဂိုလ်တယောက်နဲ့ပတ်သက်ပြီးအောင်တော့တချို့ကိစ္စတွေကိုတော့ကျွန်တော်အနေနဲ့မပြောလိုပါဘူးဒါပေမဲ့ပြောနိုင်တာတခုကဒီမေခွန်းထဲမှာပါတဲ့အချက်တွေအားလုံးဟာပြီးခဲ့ပြီးသားကိစ္စတွေဖြစ်ပါတယ်အခုချိန်မှာဖြစ်တဲ့ပြိပက္ခဟာလည်းဒီကိစ္စတွေနဲ့လုံးဝမပတ်သက်ဘူးဆိုတာတော့သိချပါတယ်စီဦးချုပ်ဖြစ်လာမှဒီပြဿနာတွေကဖြစ်လာတာမဟုတ်ပါဘူးတက်စပြီးတော့မှဖွဲ့စည်းတင်တွေကလည်းပြဿနာတွေဆိုတာရှိခဲ့တယ်အဲ့အချိန်လုံးကဖြေရှင်းလို့မရခဲ့ပါဘူးဘာကြောင့်လဲဆိုတချို့ကိစ္စတွေဖြေရှင်းဖို့အစည်းအဝေးခေါ်အောင်တော့မှမလာကြတာမျိုးတွေရှိပါတယ်အခုကျတော့စီကံထိန်းသိမ်းရေးကော်မရှင်နဲ့တခြားကော်မရှင်တွေကနေအဆန်းဆန်းလှုပ်ဆောင်လာရတာပါဟုတ်ကဲ့ဒါတွေကလူပုဂ္ဂိုလ်တွေရဲ့အချက်အလက်တွေလည်းဖြစ်တယ်ပြီးတော့ဝန်ကြီးရဲ့အတွင်းရင်းဆိုင်ရာကိစ္စတွေလည်းဖြစ်တဲ့အတွက်ဒီကိစ္စတွေပုံမှာတော့ကျွန်တော်အများကြီးမပြောလိုပါဘူးတခုရှိတာကကျွန်တော်တို့လှုပ်ထုံးလုံနည်းဆိုင်ရာပူးပေါင်းဆောင်ရွက်တဲ့အပိုင်းမှာတော့အားနည်းချက်တချို့ရှိခဲ့တာတော့ရှိပါတယ်ဒါပေမဲ့တည်တယ်စီအောင်ချလောက်အောင်ဒီတော့ကျွန်တော်တို့မှာလုံးဝမရှိခဲ့ပါဘူးဆိုတာတော့အခိုင်အမာပြောနိုင်ပါတယ်တက်မှာရှိတဲ့ရန်တွေကအရက်ဖအဖွဲ့အစည်းတွေလိုမျိုးနိုင်ငံရေးပါတီတွေလိုမျိုးသူသဘောထားကိုသဘောထားဆိုပြီးသဘောထားကွဲလွဲတိုင်းလက်ပြီးတော့မှညှိနှိုင်းလို့ရတဲ့အဖွဲ့အစည်းမျိုးတော့မဟုတ်ဘူးဗျတက်ဆိုတာကသူ့ကိုပေးထားတဲ့ COC 2ရက်ရှိတယ်ချင်းတော့ comment ရဲ့ကိုတော့ contact ရဲ့ဆိုတော့ COC 2ခုရှိမယ်ပါဗျအဲ့ဒီ COC 2ခုကြားမှာအမိန့်နာခံမှုရန်နေရနာတိဆောက်ထားတာဖြစ်တယ်အဲ့လိုအခြေအနေမှာအပြစ်ကျူးလွန်လို့အရေးယူလိုက်ရတာမျိုးကိုဒါဟာသဘောထားကွဲလွဲလို့ဖိနှိပ်တာပါဆိုတော့စကားမျိုးကတော့ပြန်ပြီးစဉ်းစားဖို့လိုပါတယ်ဒါဟာဘယ်လိုတက်မျိုးမှာအခုလိုမျိုးရှိဘူးလေကြားဘူးလေပါဗျာနော်အပြစ်ရှိလို့အရေးယူတယ်ဆိုတဲ့ဟာကိုထောင်ဖောက်ပြေးပြီးတော့မှသဘောထားကွဲလွဲတာပါဖိနှိပ်ခံရတာပါဆိုလို့ရှိရင်မြန်မာနိုင်ငံမှာရှိတဲ့တော်လှန်ရေးအဖွဲ့အစည်းတွေအားလုံးအခုလိုမျိုးဆိုအောင်လက်ခံကြမလားဒါမျိုးကိုလည်းပြန်သိမ်းသားဖို့တော့လိုပါတယ်